Hello မင်္ဂလာပါဒေါက်တာတမွန် page ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပေးမယ့် reading လေးကတော့ဒါ define message ပေါ့နော် define message ဆိုတဲ့ခေါင်းစဉ်ကနေပြီးတော့မှ reading လေးလုပ်ပေးမှာဖြစ်တယ်ဒီမှာဆိုရင်ကိုယ့်ရဲ့ define energy တွေเนาะဒါ star seeds တွေလည်းဖြစ်ကောင်းဖြစ်မယ်တခြား define energy တွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ရနေတဆင့်ကိုယ်တို့လိုအပ်တဲ့ message တွေကိုကြည့်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာပုံမှန်တိုင်းပိုင်းလေး3ခုရှိပါတယ်ပိုင်း1ကငါမွေလေးရဲ့ပိုင်း2ကဒီပန်းနှင်းစီပန်းကြောက်လေးရဲ့ပိုင်း3လေးကတော့ဒီမှာမွေလက်စွပ်လေးပေါ့နော်အဲ့တော့ကိုကြိုက်နေတဲ့ရာပိုင်းလေးတစ်ခုကိုရွေးချယ်နိုင်ပါတယ် Okay ဒါဆိုလို့ရှိရင်ပိုင်း1လေးတွေကနေစမယ်ပေါ့နော်ဒီငါမွေလေးကိုရွေးချယ်ထားတဲ့သူတွေကို message ပေးမယ် define energy ကဘာဖြစ်မလဲပေါ့နော် Oh star seed Adromandan star seed တေကကို message ပေးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ Andromeda Galaxy ကနေပြီးတော့လာတဲ့ Adromandan star seed တွေပေါ့နော်star seed တွေသူရဲ့ trait တွေကိုအရင်ပြောပြမယ်ပေါ့နော်ဒါဒီမှာရှိနေတဲ့ဒီကဘာမြေပေါ်ရောက်နေတဲ့ဒီ Adromandan star seed တွေအတွက်ကိုလာတဲ့ message လေးဖြစ်နိုင်တယ်ပေါ့နော်။ Okay ကိုကဒီ reading ကိုဒီပိုင်းကိုပေါ့နော်ဒီပိုင်းကိုရွေးချယ်မိထားရဆိုလို့ရှိရင်ကိုကဒီ star seed ဖြစ်နိုင်တယ်ပေါ့နော် Andromedan star seed ဖြစ်နိုင်တယ်ပေါ့ဒီလိုမျိုးလေးခံစားမိတယ်သူ့လူတွေအတွက်သူ message လာပြီးတဲ့ဆိုတဲ့ပုံစံမျိုးလေးကိုခံစားမိတယ်ပေါ့နော်အဲ့တော့ဒီ Andromedan star seed တွေမှာဘလို့ trait တွေရှိတတ်လဲဆိုလို့ရှိရင်သူတို့က natural healer တွေဖြစ်တယ်ပေါ့နော် natural healer သူ့မှာ healing energy က naturally တဘာဝအလျောက်ပါလာတဲ့သူတွေဖြစ်တယ်နောက်ပြီးတဲ့ခါကျလို့ရှိရင်သူကလွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ် freedom ဖြစ်တယ်နော်လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်သူများနဲ့အဲ့လိုကွဲထွက်နေတဲ့အရာတွေကိုကြိုက်တယ်ပေါ့နော်လူတွေအများကြီးကဒါလောက်တိုင်းသူတို့က like မလုပ်ဘူးသူတို့ရဲ့ကိုယ်ပိုင်ခံယူချက်သူတို့ရဲ့ကိုယ်ပိုင်ပေါ့နော်ကိုယ်ပိုင်ခံယူချက်တွေအဲ့အရာတွေနဲ့ပဲသူတို့ကသွားတာများတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်နောက်ပြီးတဲ့ခါကျလို့ရှိရင်သူကလုံးဝ compassionate ဖြစ်တယ်ပေါ့နော် compassionate သူတို့ရဲ့ဒီ galaxy သူတို့နေတဲ့ဒီ galaxy ကပေါ့နော်ပြောမယ်ဆိုဒီempathy ကိုအလေးပေးကြတဲ့နေရာဖြစ်တယ်အဲ့တော့အရန်ကိုကတခြားသူတွေကိုအရန်ကူညီတတ်တယ်ကူညီခြင်းနဲ့စိတ်များတယ်နော်ပြီးရင်အဲ့လို healing energy naturally ပါလာတယ်ဆိုလို့ရှိရင်နောက်ပြီးတဲ့ခါကျရင်အဲ့လိုမျိုးခုနပြောသလိုတတိတတန်ပေါ့နော်ကိုတတိတတန်ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပဲတွားတတ်တယ်လွတ်လပ်မှုကိုမြတ်နိုးတယ် independent ဖြစ်တယ်နော်နောက်ပြီးတဲ့ခါကျလို့ရှိရင်ဒီတခြားလူတွေရဲ့ဒီခံစားချက်တွေကိုကိုဟာအလွယ်တကူနားလည်နိုင်တယ်အရန် compassionate ဖြစ်တယ်အရန်ကိုချင်းစာတက်ပြီးတော့အရန်နားလည်တတ်တဲ့သူမျိုးတွေနော်အဲ့လို trait မျိုးတွေရှိတတ်တယ်သူများတွေကိုကူညီရတဲ့အခါမျိုးတွေမှာဒီပရာဟိတလောက်ရတဲ့အရာမျိုးတွေတို့သူများကိုကူညီရတဲ့အရာမျိုးတွေတို့အဲ့လိုမျိုးတွေမှာအရန်စိတ်အားထက်သန်တာမျိုးတွေရှိလိမ့်မယ်နောက်ပြီးရင်သူကဒီသဘာဝတရားပေါ့နော်ဒီ natural တဘာဝတရားဆိုတဲ့နေရာမှာဒီတိရစ္ဆာန်လေးကြီးနဲ့ပတ်သက်ပြီးတော့လဲသူတို့ကအရန်ချစ်တတ်ကြရတယ်ပေါ့နော်မျက်နှိုးကြရလို့ပြောရမယ်အဲ့တော့ကိုကဒီလိုတိရစ္ဆာန်လေးတွေကိုကူညီရတာကြိုက်တာမျိုးတွေတိရစ္ဆာန်လေးတွေကိုချစ်တတ်တာမျိုးဒီတဘာဝအပင်လေးတွေကိုချစ်တတ်တာမျိုးဒါမျိုးတွေဆိုလို့ရှိရင်လည်းဒါဒီ star seed တွေရဲ့ trait တွေပေါ့နော်ဒါမျိုးလေးရှိတယ်နောက်ပြီးတဲ့ခါကျရင်သူတို့ကအရန် creative ဖြစ်ကြတယ်ပေါ့နော်သူတို့ရဲ့ရန်ညံပြေးတယ် creative ရန်ဖြစ်တယ်ပြီးရန် independent ဖြစ်တယ်ဒီလို trait လေးတွေရှိတယ်ပေါ့နော်အဲ့လို trait လေးနဲ့ကိုကကိုက်ညီတယ်ဆိုလို့ရှိရင်ဒါကိုကဒီ Andromedan star seed တယောက်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူတို့ပြောချင်တဲ့ message လေးတွေစာပြီးတော့ကြည့်ကြပါမယ်ဒီ Andromedan star seed တွေအနေနဲ့ကိုဗာပြောချင်နေလဲပေါ့နော်သူတို့ကလေကိုချင်းစာတရားပေါ့နော် compassion ကိုအရန်ကြီးတယ်သိလားအိုက်စိတ်အရန်ကြီးတယ်အရန်တနာတက်ကျင်နာတက်တယ်အဲ့လိုပုံစံမျိုးပေါ့နော်လူတွေပုံမှာအရန်တနာတက်ကျင်နာတက်တယ်အဲ့လိုမျိုးတွေရှိပါတယ်အဲ့တော့
Oh, dance with life. Do something to change your energy. Okay. အဲ့တော့အရင်ဆုံးဒီမှာသူပြောတဲ့ဥစ္စာကပါလဲဆိုတော့ကိုယ့်အနေနဲ့ကိုယ့်ရဲ့ဘဝမှာအပြောင်းအလဲတွေလုပ်ဖို့လိုအပ်နေပါတယ်ဆိုတဲ့ message ကိုအရင်ဆုံးတွေ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လူဆိုတာအများတန်းပေါ့နော်ဘယ်လိုပြောမလဲပုံစံတစ်မျိုးတည်းပဲနေလို့မရဘူးကိုယ့်ရဲ့ဘဝရဲ့ chapter ပုံစံတိုင်းမှာပေါ့နော်ကိုက like ပြီးတော့အလိုပြောင်းလဲရမယ့်ဟာတွေရှိတယ်ဒီ chapter မှာဒီလိုအတွေးခေါ်ဒီလိုမူကျင့်နေနဲ့ကိုဟာနေလို့မရတော့ဘူးဆိုတဲ့ပုံစံမျိုးတွေရှိနိုင်မယ်ပေါ့နော်အဲ့တော့အပြောင်းလဲလှုပ်တဲ့အရာတွေပေါ်မှာအရန်ခေါင်းမမှာပဲနဲ့အပြောင်းလဲတွေလိုက်ပြီးတော့လှုပ်ပါတဲ့ဆိုတဲ့ energy မျိုးကိုဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုယ်စိတ်ထဲမှာလေငါဘာလို့ stuck ဖြစ်နေတာလဲငါစိတ်ထဲမှာဒီလို stuck ဖြစ်နေတယ်ကိုယ့်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပိတ်မိနေတယ်လို့ခံစားရတဲ့သူတွေပါနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုကအခုလက်ရှိမှာခံစားနေရတယ်ဆိုလို့ရှိရင်တဲ့ကိုယ့်ရဲ့ energy နော်ကိုယ့်ရဲ့ energy ကိုအပြောင်းလဲလုပ်ဖို့အတွက်ကိုဟာအပြောင်းလဲတစ်ခုခုကိုလှုပ်လိုက်ဖို့လိုအပ်တယ်ဆိုတဲ့ message ပေါ့နော်ဒါမျိုးလေးကိုမှအရင်တွေ့ရပါတယ်အဲ့တော့ကိုယ့်ရဲ့အကျင့်စရိုက်တွေပဲပြောင်းမလား mindset တွေပြောင်းမလား identity switch လုပ်မလားနော်ဒါမှမဟုတ်ကိုယ့်ရဲ့ပုံပန်းသဏ္ဍာန်ပြောင်းမလားနေထိုင်မှု lifestyle ပုံစံကိုပြောင်းမလားအဲ့လိုပုံစံမျိုးတွေပေါ့နော်တစ်ခုခုတော့ကိုဟာအပြောင်းလဲလုပ်မှရမယ်အဲ့ဒါမှကိုရှေ့ဆက်ပြီးသွားတာအဆင်ပြေမယ်ပေါ့နော်ဒါမျိုးလေးကိုဒီမှာတွေ့ရပါတယ်နောက်ပြီးတဲ့ခါကျရင်ဆက်ကြည့်ကြမယ်ပေါ့နော် Oh so family တဲ့ call in your tribe တဲ့ you don't have to do it alone เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကိုနဲ့နောက်ခုဒီမှာခံစားမိတာပါလဲဆိုတော့လေပတ်ဝန်းကျင်ပြောင်းလဲပေါ့နော်သိလားပတ်ဝန်းကျင်ပြောင်းလဲတွေကိုကလှုပ်ပေးဖို့လိုအပ်တယ်ဒီမှာဆိုကိုနဲ့နော် soul family တွေတခြားသောဒါ maybe ဒီ Andromedan star seed တွေနဲ့ကိုဟာတွေ့နိုင်ခြင်းရှိတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကိုရဲ့circle နော်ကိုရဲ့ဒီ network ကိုရဲ့ circle အဲ့ဒါတွေကိုကိုဟာအပြောင်းအလဲလုပ်ဖို့လိုအပ်ပါတယ်ဆိုတဲ့ message တွေကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ခုခံစားမိရပါလဲဆိုတော့ကိုရဲ့ soul family တွေနဲ့တွေ့ဖို့ manifest လုပ်ပါဆိုတာမျိုးလေးကိုခံစားမိရပေါ့နော်ကိုရဲ့ soul family တွေကိုနဲ့ကိုရဲ့ tribe ပေါ့နော်ကိုနဲ့ energy ကိုက်တဲ့သူတွေနော်ကိုရဲ့ soul family တွေကိုကိုဟာရဖို့အတွက်manifest လုပ်ပါအဲ့လို manifest လုပ်ဖို့အတွက်ကိုဘာလုပ်အောင်မလဲဆိုတော့အရင်ဆုံးကိုယ့်ရဲ့ energy ကိုအပြောင်းလဲလုပ်ရမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးဒီမှာတွေ့ရတယ်ကိုကဘလို့လူမျိုးတွေနဲ့တွေ့ချင်တာလဲကိုယ့်ရဲ့ဘဝမှာဘလို့လူမျိုးတွေနဲ့ကိုဟာဒီလို relationship ရှိချင်တာလဲပေါ့နော်အဲ့ဒါတွေကိုဆုံးဖြတ်ပြီးသွားတဲ့အခါကျလို့ရှိရင်အဲ့လိုလူတယောက်အဲ့လိုလူတွေနဲ့တွေ့ဖို့ငါရဲ့ energy ကိုငါဘလို့ change လုပ်ရမလဲဆိုတာမျိုးကိုအရင်ဆုံးစဉ်းစားရမယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကိုတွေးကျင်တဲ့သူတွေကဘလို့လူမျိုးတွေလဲအဲ့လူမျိုးတွေကဘလို့ energy တွေရှိနိုင်လဲဒါမှမဟုတ်ဘလို့အမူအကျင့်တွေရှိနိုင်လဲအဲ့လိုပုံစံမျိုးကိုဟာလိုက်ပြီးတော့ကိုယ့်ရဲ့ energy ကိုယ့်ရဲ့အမူအကျင့်တွေကိုပြောင်းလဲတာမျိုးပေါ့နော်ဥမာကိုနဲ့ဘယ်လိုပြောမလဲအရန်တက်ကြွတဲ့သူတွေနော်အရန် creative ဖြစ်တဲ့လူတွေနဲ့ကိုဟာတွေ့ကျင်တယ်ဆိုလို့ရှိရင်လေတွေ့ကျင်တယ်ဆိုလို့ရှိရင်ကိုကအဲ့ energy မှာရောက်နေမှာအရင်ဆုံးရောက်နေမှာရမယ်အဲ့ဒါမှဒီပြောလို့ဆိုဒါတူရစုတာလေနော်တူရစုတာကိုယ့်ရဲ့ frequency ကိုကိုကမြင့်ထားတော့မှfrequency မြင့်တဲ့သူတွေနဲ့ကိုကတွေ့ရမှာအဲ့လိုပုံစံမျိုးပဲပေါ့နော်အဲ့တော့ကိုနဲ့တကယ်ကိုက်ညီတဲ့သူတွေเนาะကိုယ့်ရဲ့ soul family တွေနဲ့တွေ့ကျင်နေဆိုရင်ကိုယ့်ရဲ့ energy ကိုအပြောင်းလဲလုပ်လိုက်ပါတယ်ဒါဆိုလို့ရှိရင်ကိုနဲ့ကိုက်ညီတဲ့เนาะကိုယ့်ရဲ့ soul family တွေကိုယ့်ရဲ့ tribe ကိုဟာတွေ့ရပါလိမ့်မယ်ဆိုတဲ့ message ပေါ့เนาะဒါမျိုးလေးတွေ့ရတယ် okay နောက်ဆုံးကလေးတကက်ဆက်ကြည့်မယ်ပေါ့เนาะOh, Lemuria, creating heaven on earth is happening. Okay. အဲ့ဒီတော့ဒီမှာလဲ protection ပေါ့နော် protection လောက်ခိုင်းနေအဲ့တော့ကိုယ့်ရဲ့ power တွေနော်ကိုယ့်ရဲ့ power တွေကိုလည်းကိုဟာပြန်ယူပါကိုလည်းကာကွယ်ဖို့လိုအပ်တယ် protect လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ကိုယ့်ရဲ့ energy ကို protect လုပ်ဖို့လည်းလိုအပ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဓိကတော့သူကဘာလုပ်ခိုင်းတာလဲဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်เนาะကိုတွေ့ဆုံနေရတဲ့လူတွေကိုသူကပြောင်းလဲခိုင်းတာပေါ့နော်ကိုယ့်ရဲ့ soul family တွေကိုတွေ့နိုင်ဖို့အတွက်ကိုသူကကိုယ့်ရဲ့ energy ကိုပြောင်းလဲပါပြီးတဲ့ခါကျလို့ရှိရင်ဒီကိုယ့်ရဲ့ soul family တွေနဲ့
ဒီကဘာမြေကြီးအတွက်ပဲဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပဲဖြစ်ကိုယ့်အတွက်ပဲဖြစ်ပေါ့နော်အဲ့လိုမျိုးဒီကောင်းမွန်တဲ့အတူတူစုပေါင်းပြီးတော့ကောင်းမွန်တဲ့အရာတွေလှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတဲ့ message ပေါ့နော်ဒီလားအဲ့ဟာမျိုးလေးကိုဒီမှာတွေ့ရပါတယ်အဲ့တော့ကိုကနော်ကိုယ့်ရဲ့ဒီ soul family တွေနဲ့အတူတူကိုယ့်ရဲ့ဒီtribe တွေနဲ့အတူတူเนาะအဲ့ခါကြလို့ရှိရင်လောက်ရမဲ့ project တွေကိုလောက်ရမဲ့ကိုယ့်ရဲ့ mission တွေလို့ပြောလို့ရတယ်ပေါ့နော် mission တွေ project တွေအဲ့ဒါတွေကိုကိုက download ရလာလိမ့်မယ်ဒီ soul family တွေနဲ့အတူတူဘာလုပ်ရမလဲဆိုတဲ့ဟာတွေကိုကိုကသိလာလိမ့်မယ်အဲ့လိုမျိုးသိလာတဲ့အခါမှာအဲ့ဒါတွေကိုကိုကတူတူနဲ့အတူတူဖန်တီးပြီးတော့ဒီလိုအပ်တဲ့ကိုလုံးဝမဲ့ mission တွေကိုပေါ့နော်ဆက်ပြီးတော့လှုပ်ဆောင်ရမယ်ဆိုတဲ့ message လေးဒီလိုပုံစံမျိုးလေးတွေ့ရပါတယ်အဲ့တော့ဒီမှာဒီလူတွေက Andromeda Star Series ဆိုတာကသူတို့က healer တွေပေါ့နော် healer တွေဖြစ်တဲ့အတွက်ကိုဟာကိုယ့်ရဲ့ soul family တွေနဲ့အတူတူပေါင်းစုပြီးတော့ healing energy တွေကိုဒီကဘာမြေအတွက်လိုအပ်တဲ့လူတွေအတွက် healing energy တွေကိုကိုဟာပေးရမှာဖြစ်တယ်နောက်တစ်ခုကသူတို့ကဆိုလို့ရှိရင်ဒီ nature တို့တဘာဝတို့เนาะတဘာဝတို့နောက်ဒီတိရစ္ဆာန်လေးတွေတို့ဒါတွေနဲ့ပတ်သက်ပြီးတော့သူတို့ကမျက်နှိုးကြတဲ့သူတွေအဲ့တော့ကိုကဒီမှာဆိုလို့ရှိရင်ဒါဖြစ်နိုင်ခြေရှိတာပါလဲဆိုတော့တခုခံစားမိတာပေါ့နော်ဒီမှာအဲ့လိုမျိုးဒီတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းနိုင်ဖို့ပဲဖြစ်ဒီတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကောင်းကျိုးတစ်ခုခုကိုအတူတူလှုပ်ဆောင်ရမယ့် mission ပုံစံမျိုးလေးကိုတွားပြီးခံစားမိတယ်ဒါမျိုးလေးဒီမှာရှိတယ်ပေါ့နော်အဲ့တော့အဲ့အတွက်ကိုလည်းကိုဟာအဲ့ချိန်ကျရင် mission ကပေါ်လာလိမ့်မယ်ဘာလို့ရမလဲဆိုတဲ့ဟာကသူကသူပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးကိုလောက်ရမှာကဘာလဲဆိုရင်ကိုယ့်ရဲ့ energy ကိုဟာပြောင်းရမယ်နောက်ပြီးရင်ကိုယ့်ရဲ့ soul family တွေကိုကိုက manifest လုပ်ရမယ်သူတို့နဲ့အတူတူပူးပေါင်းပြီးတော့ဒီကဘာမြေမှာဒီလိုအပ်နေတဲ့ healing energy တွေဒီတစ်ပင်ဒီကဘာမြေကြီးပို့ပြီးတော့ဘယ်လိုပြောရမလဲကောင်းမွန်လာဖို့အတွက်ပေါ့နော် healing energy လိုအပ်နေတဲ့အရာတွေကိုအတူတူ healing လုပ်နိုင်ဖို့เนาะကိုယ့်ရဲ့ environment ကိုမြင့်တင်နိုင်ဖို့ပေါ့နော်အဲ့ဒါလေးတွေကိုအတူတူစူးစမ်းကြရပါမယ်ဆိုတဲ့ message လေးကိုဒီမှာပေးထားပါတယ်ဒါကတော့ဒီပိုင်း1လေးကိုရွေးချယ်ထားတဲ့သူတွေအတွက် message လေးပဲဖြစ်ပါတယ် Okay ဒီတစ်ခါတော့ပိုင်း2လေးကိုသွားကြမယ်ပေါ့နော်ဒီနှင်းစီပန်းပွင့်လေးကိုရွေးချယ်ထားတဲ့သူတွေအတွက် divine message ကဘာဖြစ်မလဲဟုတ် new earth နော်အဲ့တော့ဒါ new earth ကိုသွားဖို့ပြင်ဆင်နေတဲ့သူတွေဒီလိုတွေအတွက်အဓိက message ပေါ့နော် 5D conscious ကနေလာတဲ့ message ဆိုတာမျိုး higher conscious higher dimension အဲ့ကနေလာတဲ့ message ဆိုတာမျိုးလေးကိုခံစားမိရပေါ့နော်အဲ့တော့ဘာတွေပြောမလဲ new earth ကဘာတွေပြောမလဲ new earth ရဲ့ conscious ကနေပြီးတော့ဘာတွေပြောမလဲပေါ့နော်Mintakan, okay. Longing for home, belonging the original light worker. Oh my god. Oh my god, light worker တွေပဲเนาะဒီမှာဆိုလို့ရှိရင် Mintakan ဒီမှာဆိုလဲ star series ပေါ့เนาะအဲ့တော့Mintakan star series အတွက်ကို message ဖြစ်ပါတယ် Mintakan star series ကနေပြီးတော့မှလာတဲ့ message ပေါ့เนาะဒီမှာဆိုသူတို့က light worker တွေဖြစ်တယ်အဲ့တော့ new earth ကိုသွားတဲ့နေရာမှာ support လုပ်နေကြတဲ့ light worker တွေပါနိုင်တယ်ပေါ့နော်ဒီပိုင်းထဲမှာဒါမှမဟုတ်ရှင်လေကိုရိုင်းက light worker တယောက်ဖြစ်နိုင်တယ်ဆိုတာမျိုးလေးကိုဒီမှာတွေ့ရတယ်အဲ့တော့အရင်ဆုံးဒီမှာဘာရှိလဲဆိုတော့ Mintakan တွေကနော်အိမ်လွမ်းနေတဲ့ခံစားချက်တွေရှိနေတယ်နော်အိမ်လွမ်းနေဒီကဘာညီနဲ့ငါနဲ့မကိုက်ညီဘူးဆိုတဲ့ခံစားချက်တွေเนาะအဲ့လိုပုံစံမျိုးလေးတွေကိုအရင်ဆုံးခံစားနေရတဲ့ဟာမျိုးလေးတွေတွေ့ရတယ်ပေါ့เนาะဒါမျိုးလေးရှိမယ်ဟုတ်ပြီစက်ကြည့်ကြမယ်ပေါ့เนาะOh, get grounded เนาะget grounded okay အဲ့တော့ဒီမှာ Mintakan နေအနေနဲ့ကဘာလဲဆိုတော့ခုချိန်မှာစိတ်တွေကလေဟိုဘယ်လိုပြောရမလဲနည်းနည်းလေးကြောက်ရက်ဖြစ်နေနိုင်တယ်ပေါ့နော်ဟိုကလွမ်းသလိုတရားလမ်းသလိုဘာမှလည်းမလုပ်ကိုလောက်ရတဲ့အလုပ်တွေပေါ်မှာအဲ့လိုစိတ်မပါတော့တာမျိုးနေ့စဉ်ဘဝမှာကိုဟာအလွတ်ကြီးရှင်သန်နေရတဲ့ပုံစံမျိုးအဲ့လိုခံစားချက်မျိုးလေးရမိတယ်ပေါ့နော်ဒီလားဟိုအတိတ်ပဲမရှိတာလားဆိုတော့လေအတိတ်ပဲမရှိဘဲနဲ့ရှင်သန်နေရတော့မဟုတ်ဘူးဒါပေမဲ့ကိုလုံးနေရတဲ့အရာတွေပေါ်မှာကိုကအဲ့လို
empty ဖြစ်နေတဲ့ခံစားချက်ပေါ့နော် feeling empty ကိုလုံးဆက်ရှိတဲ့အရာတွေတော့လုံနေတယ်နော်ကိုယ့်ရဲ့ဒါ mission တွေလုံနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်ကိုလုံးဆက်နေ့စဉ်ဘဝမှာကိုလုံးရမယ်ကိုဘဝမှာကိုလုံးရမယ်အရာတွေကိုကိုကလုံနေတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့စိတ်ထဲမှာဟာလာ healing နဲ့ပုံစံမျိုးတွေခံစားရတာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းစိတ်တရားဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ကြောက်ကြရဖြစ်နေတာမျိုးတွေအဲ့လိုပုံစံမျိုးလေးတွေရှိနိုင်တယ်အဲ့အတွက်အရင်ဆုံး तू ကဘာလုပ်ရမလဲဆိုရင် grounded energy နော်မြေ energy ဒီမှာသူက mental candy ကသူကရေပေါ့နော် water energy အရင်အားကောင်းတဲ့သူတွေသူကရေနဲ့နီးစပ်တဲ့နေရာတွေမှာနေတာဆိုတော့အဲ့လိုပုံစံမျိုးတွေပေါ့အဲ့တော့ရေကအရင်နောက်တစ်ခုကရေဆိုတာက emotion နဲ့လည်းသက်ဆိုင်နေပေါ့နော် emotion နဲ့လည်းသက်ဆိုင်နေအဲ့တော့စိတ်ခံစားချက်တွေဟာ grounded ဖြစ်မနေဘူးလွတ်နေတယ်ပေါ့နော်လွတ်နေတယ်ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ခါလီ empty ဖြစ်လိုက်နဲ့အဲ့လိုခံစားချက်မျိုးတွေရနေတယ်အဲ့တော့အဲ့ဒါတွေတက်တာဖို့အတွက်ကို grounded energy လောက်ပါကို ground ဖြစ်အောင်လို့နော် grounded meditation လေးတွေလုပ်ပေးဖို့လိုအပ်လိမ့်မယ်အခုချိန်မှာကိုကလေအရန် sensitive ဖြစ်နေတယ်ဒီလားစိတ်ခံစားချက်တွေကတအား sensitive ဖြစ်ပြီးတော့မှတခြားချို့အခြေအနေကြရင်စိတ်ခံစားချက်တွေကတအား sensitive ဖြစ်တယ်ဒီလိုအခြေအနေကြလို့ရှိရင်လုံးဝဘာမှအဲ့လိုနည်းနည်းထုံထိုင်းသွားတဲ့ပုံစံမျိုးတွေဒါမျိုးတွေခံစားနိုင်တယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုရင်ဒီလူတွေကိုလုံးဝ grounded လောက်ခိုင်းပါတယ် energy grounding ကိုမကြာခဏလုပ်ပေးပါများဆဆလုပ်ပေးပါများဆဆတယ်လေမကြာခဏပေါ့နော်မကြာခဏလုပ်ပေးပါနောက်ဒီမြေကြီးရဲ့ energy ပေါ့နော်မြေကြီး energy ကိုယူပါဆိုတဲ့ message လေးကိုဒီမှာတွေ့ရတယ်အမျိုးလေးရှိတယ်ပေါ့နော် okay အဲ့တော့ဆက်ပြီးတော့ကြည့်ကြမယ်ဘာလို့လဲဆိုတော့ဒီ grounded မဖြစ်နေဘဲနဲ့ new art ရဲ့ energy ကိုဒီ 5D conscious ကိုမရနိုင်ဘူးအဲ့လိုမျိုးလေးခံစားမိရပေါ့နော်ကိုကဒီ 5D conscious ကိုရကျင်နေဆိုရင်အရင်ဆုံးကိုယ့်ကို grounded ဖြစ်နေမှရမယ်ကိုကခိုင်ခန့်နေမှမြေကြီးလိုခိုင်ခန့်နေမှဒီရဲ့ consciousness ကိုကိုကရမှာလေအဲ့တော့ကိုယ့်ရဲ့စိတ်တရားကြောက်ကြရဖြစ်ပြီးအကုန်လုံးဟိုတွေးလိုက်ဒီတွေးလိုက်အဲ့လိုပုံစံမျိုးလိုဒါကြောက်ကြအဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်မှာဒီရဲ့ message တွေ download တွေကိုဘယ်လိုလက်ခံမလဲပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့တော့နော် energy grounding လေးတွေများလုပ်ပေးဖို့တကယ်လိုအပ်နေတယ်ပေါ့နော်တော်တော်ကြီးဒီ energy ဒီ message ကိုတော်တော် strong ဖြစ်နေကိုရနေတာဒီဟာကအရန်အခုချိန်မှာလိုအပ်နေတယ်နော် grounded ဖြစ်နေဖို့တအားလိုအပ်နေတယ်ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုကဒီမှာဆိုလို့ရှိရင်လည်းဒီ energy ကပြင်းတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော် new eye energy ကဘယ်လိုပြောပြရမလဲအဲ့ရ consciousness အဲ့ရရတဲ့ဒီ download တွေကအများကြီးလာနိုင်နေပေါ့နော်အဲ့ဒါတွေလာနိုင်တဲ့အတွက်ဒါတွေကိုတကယ် download တွေကိုရယူနိုင်ဖို့အတွက်ကကြတော့ကိုယ့်ရဲ့ energy ကတည်ငြိမ်နေမှရမယ် grounded ဖြစ်နေမှရမယ်ပေါ့နော်ဒါမျိုးလေးကိုတွေ့ရတယ်အဲ့တော့ light worker အလုပ်ကိုလုပ်နေတဲ့သူတွေအနေနဲ့လေ grounded မဖြစ်ဘဲနဲ့ဒီ conscious တွေကိုတခြား download မလုပ်နိုင်ဘူးအဲ့ဒါကအရင်အရေးကြီးတာမို့လို့အဲ့ဒါကိုအမြဲတစေလုပ်ပေးပါဆိုရဲ message ပေါ့နော်လိုအပ်တယ်လို့အဲ့လိုပုံစံမျိုးလေးကိုတွေ့ရပါတယ် okay နောက်ဆုံး message လေးကြည့်ကြyou were already doing it stop overthinking နဲ့တွေ့လားเนาะအဲ့တော့ဒီမှာဆိုလို့ခုနပြောလို့အတွေးတွေများနေတာ overthinking တွေဖြစ်ပြီးတော့မှเนาะနောက်ပြီးတဲ့အခါကျရင်ဒီ divine ကနေပေါ့နော်ဒီ new earth ကနေ fight the conscious ကနေပြီးတော့ရလာတဲ့ message တွေကိုလည်းကိုက overthinking ဖြစ်ပြီးတော့ကောင်းကောင်းလက်မခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဒီမှာဆိုအဲ့လို light worker အလုံးနေတဲ့သူတွေဒီလိုကျမတို့ tarot reader ပဲဖြစ်ဖြစ်ဒါမှမဟုတ် light worker ပေါ့နော် healing နေအဲ့လိုလုပ်ပေးနေတဲ့သူတွေအနေနဲ့ကကြတော့အရန် overthinking မဖြစ်ပါနဲ့ဒီလားအရန် overthinking မဖြစ်နဲ့ဘာလို့ overthinking ဖြစ်နေလဲဆိုတော့ grounded မဖြစ်နေလို့ကိုယ့်ရဲ့ energy က grounded မဖြစ်နေတဲ့ခါကျတော့ဒီကလာတဲ့ဟာတွေကိုကိုဟာကောင်းကောင်းလက်မခံနိုင်ဘူးဖြစ်နေတာအဲ့တော့ဒီဟာကိုဒီလာတဲ့ download တွေ spiritual download တွေเนาะဒီ fight conscious ပေါ့เนาะဒီမြင်မာတဲ့အသိဉာဏ်ပညာတွေကိုကိုယ်ကလက်ခံနိုင်ဖို့အတွက်ဆိုလို့ရှိရင် grounded ရမှာဖြစ်မယ်အဲ့တော့ overthinking မဖြစ်နဲ့เนาะ overthinking မဖြစ်နဲ့ဒီငါရနေတဲ့ဟာတွေကမှန်နေလားမှားနေလားငါလုံးနေရတွေကရောမှန်နေရလားမှားနေရလားဆိုတာတွေအဲ့လိုအမျိုးတွေကိုအရန်ကြီး overthinking မဖြစ်ပဲနဲ့ပြောလို့ဆိုကိုလုံးနေတဲ့အရာတွေကမှန်တယ်ကွာเนาะကိုလုံးနေတဲ့အရာတွေကမှန်တယ်ကိုအနေနဲ့အခုရှေ့ဆက်သွားဖို့ပဲလိုအပ်တယ်ပေါ့เนาะရှေ့ဆက်ကိုသွားတဲ့နှုံထားအတိုင်းလေးပဲကိုဖြည်းဖြည်းပဲသွားမြင်မြန်ပဲသွားအခုကိုသွားနေတဲ့နှုံထားအတိုင်းလေးပဲကိုဆက်သွားလို့ရနေသေးတယ်အဲ့တော့ overthinking မဖြစ်ဘဲနဲ့အခုလက်ရှိကိုလုံးနေတဲ့အရာတွေကိုပဲကိုကတဖြည်းဖြည်းလုပ်သွားပါကိုတန်တရားမဝင်နဲ့ overthinking မဖြစ်နဲ့ကိုယ့်ရဲ့ energy ကို grounded ဖြစ်အောင်လို့
ထားကိုယ့်ရဲ့အတွေးတွေကိုတည်ငြိမ်အောင်လုပ်ထားပါဆိုရဲ message လေးကိုဒီမှာတွေ့ရတယ်ပေါ့နော်ဒါမျိုးလေးရှိပါတယ်အဲ့တော့ဒီ energy ဒီမှာဆိုလို့ရှိရင်เนาะဒီပို့ပြီးတော့မြင့်မားတဲ့အသိဉာဏ်ပညာတွေကကိုယ့်စီကိုရောက်လာဖို့ရှိတယ် spiritual download အနေနဲ့လည်းရောက်လာဖို့ရှိသလိုတခြားသူတွေရဲ့တင်ပြမှုလမ်းပြမှုတွေနဲ့လည်းကိုဟာလက်ခံရဖို့ရှိတယ်အဲ့ဒါတွေကိုကောင်းကောင်းမွန်မွန်ကိုဟာ embody လုပ်နိုင်ဖို့အတွက်เนาะလက်ခံနိုင်ဖို့အတွက်ကိုယ့်ရဲ့ energy က grounded ဖြစ်ဖို့လိုအပ်တယ်တည်ငြိမ်နေဖို့လိုအပ်တယ် overthinking မဖြစ်ဖို့လိုအပ်တယ်ဒါမျိုးလေးဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့overthinking မဖြစ်ဘဲနဲ့ဆက်ကြိုးစားပါပေါ့နော် okay ဒါကတော့ point 3ပေါ့နော်ဒီမွေလက်စွပ်လေးကိုရွေးချယ်ထားပြောဖို့ဒီအောင်မိပါမွေလက်စွပ်လေးကိုရွေးချယ်ထားတဲ့သူတွေအတွက်เนาะ message ကိုကြည့်ပြီးမှဖြစ်ပါတယ် okay ခဏလေးနော် okay ဒါလေးကတော့ဒီ point 3လေးမွေလက်စွပ်လေးကိုရွေးချယ်ထားတဲ့သူတွေအတွက် divine message ပေါ့နော်အဲ့တော့ကြည့်ကြရအောင် oh Pleiadian okay အဲ့တော့ဒီပိုင်းလေးကိုရွေးထားတဲ့သူတွေကတော့ဒီ Pleiadian Star Series ကနေပြီးတော့လာတဲ့ message လေးဖြစ်ပါတယ်Pleiadian ဆိုတာကသူကဒီ Pleiadian ကျဲစင်စုကနေ Pleiadian လို့ခေါ်တဲ့ကျဲစင်စုကနေပြီးတော့မှရှိနေလာကြတဲ့ဒီ star seed တွေဖြစ်တယ်ပေါ့နော် Pleiadian star seed တွေအဲ့တော့သူတို့ရဲ့ trait တွေကဘာရှိလဲဆိုတော့သူတို့က old soul တွေပေါ့နော် old soul တွေလို့ပြောလို့ရတယ်ပြီးတဲ့အခါကျလို့ရှိရင်သူတို့ကintuition အရန်ကောင်းတယ်အိမ်မက်တွေကနေတဆင့်အဲ့လိုအိမ်မက်တွေကြိုမှတ်တာမျိုးတွေเนาะသူgut feeling နေအရန်ကောင်းတာမျိုးအိမ်မက်တွေကြိုပြီးတော့မှတ်တာမျိုးတွေ intuition အရန်ကောင်းတဲ့ခါကျတော့အဲ့လိုပုံစံမျိုးတွေရှိကြတယ်နောက်ပြီးတဲ့ခါကျရင်သူတို့ရဲ့ပုံစံပေါ့နော်သူတို့ရဲ့ဒီ trait တွေကအဲ့လိုခုနကပြောလို့ intuition တွေအရန်ကောင်းတယ်သူတို့က also တွေဖြစ်တယ်เนาะနောက်ပြီးဒီ good listener တွေလည်းဖြစ်တယ်ပေါ့နော်သူတို့ကအဲ့လိုသူတို့အနားရောက်လာတဲ့ခါကျလို့ရှိရင်အဲ့လို safe ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုသူတို့ကပေးတယ် Pleiadian star seed တွေကလေကိုယ့်ရဲ့ပြဿနာတွေကိုတော့ပြောတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်စီကိုအဲ့လိုမျိုးပြဿနာတွေလာပြီးတော့ပြောကြတဲ့သူတွေရှိတယ်ကိုယ့်စီအကြံဉာဏ်တွေတောင်းကြတဲ့သူတွေရှိတယ်เนาะကိုကအဲ့လို listener အနေနဲ့အဲ့လိုနေရတာမျိုးရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်နင်းစကားပြောလိုက်လို့ရှိရင်ငါ healing ဖြစ်သွားတယ်လို့ခံစားရတယ်နင်းကိုလာပြီးရင်ဖွင့်လိုက်ရင်နော်အဆင်ပြေသွားတယ်ပေါ့ပါသွားတယ် safe ဖြစ်တယ်လို့ခံစားရတယ်အဲ့လိုပုံစံမျိုးတွေကိုမှလေပြောတယ်ဆိုလို့ရှိရင်ပြောကြတာမျိုးရှိရဆိုရင်ကိုကဒီမှာဆိုဒီပိုင်လေးကိုလည်းရွေးထားရဆိုရင်ကိုက Pleiadian star seed တယောက်ဖြစ်နိုင်တယ်ပေါ့နော်ကိုကအဲ့လိုအိမ်မက်တွေလည်းကြိုမှတ်တာမျိုးဒါ naturally အရင်တည်းကပေါ့နော်အိမ်မက်တွေဘယ်လိုပြောမလဲ naturally ကိုအိမ်မက်တွေအဲ့လိုကြိုမှတ်တာမျိုးတွေရှိတယ်နော်နောက်ပြီးတဲ့ခါကြလို့ရှိရင်သူတို့ကလည်းအဲ့လိုအိမ်လွမ်းတတ်တဲ့ဟိုဟာမျိုးတော့ရှိတယ်ပေါ့နော် trait မျိုးတော့ရှိတယ်နောက်ပြီးတဲ့ခါကျရင်ဘာရှိအောင်မလဲဆိုရင်အဓိကသူတို့ကဘာလဲဆိုတော့သူတို့ရဲ့ mission ကသူကဒီ unconditional love ကို embody လုပ်နိုင်ဖို့ပေါ့နော် unconditional love ကို unconditional love ပေးနိုင်ဖို့သူများတွေကိုလည်း unconditional love ပေးနိုင်ဖို့အဲ့ဒါကသူတို့ရဲ့ mission တစ်ခုအနေနဲ့ရှိတယ်ပြီးရင်သူတို့ကဒီ art ပေါ့နော် harmony ဖြစ်ဖို့အဲ့လို harmony ဖြစ်ဖို့ကိုလုပ်ပေးရတာမျိုးနော်အဲ့လို mission လေးတွေသူတို့မှာရှိတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုသူတို့က healing energy လဲသူတို့မှာလည်းဒါ healing energy ရှိတယ်အဓိကတော့ဗာလဲဆိုတော့သူတို့ကအရန် intuitive ဖြစ်တာပြီးတဲ့ခါကျအဲ့လိုဒီလူတွေရဲ့ပေါ့နော်ဒီခံစားချက်တွေကိုလူတွေရဲ့ဟွာတွေကိုသူကအရန် sensitive ဖြစ်တယ် energy အရန် sensitive ဖြစ်တယ်လူတွေရဲ့တခြားသူတွေရဲ့ခံစားချက်ကိုသူတို့ရဲ့တကယ်ခံစားချက်အတိုင်းကိုသူကခံစားနိုင်တယ်အဲ့လိုမျိုးတွေရှိတယ်အဲ့လိုလူတွေအများကြီးရှိတဲ့နေရာတို့နော်အရင် negative energy အများကြီးရှိတဲ့နေရာတို့မှာသူတို့မနေနိုင်ဘူးပေါ့လေတိလားအဲ့လိုပုံစံမျိုးကြီးလဲကိုယ်မှာရှိရဆိုလို့ရှိရင်ဒါ Pleiadian star seed ဖြစ်နိုင်တယ်ပေါ့နော်ဥပမာတနေရာကိုသွားလိုက်တာနဲ့ဒီလူတယောက်နဲ့စကားပြောလိုက်တာနဲ့ဒီလိုရဲ့ energy ကိုကလုံးဝအတိုင်းတာကြီးခံစားရတာမျိုးတွေနော်ဒီလိုပုံစံမျိုးတွေလူတွေအများကြီးကြားထဲမှာကြမနေနိုင်တာမျိုးတွေနော်မောပန်းနှမ်းနေလာတာအဲ့လိုမျိုးလူတွေအများကြီးကြားထဲမှာနေပြီးမောပန်းနှမ်းနေလာတာမျိုးတွေနော်အဲ့လိုမျိုးတွေရှိတယ်သူများတွေရဲ့
ရဲ့ခံစားချက်တွေကိုကိုယ့်ရဲ့ခံစားချက်အတိုင်းနက်နက်ရှိုင်းရှိုင်းကိုခံစားရတာမျိုးတွေရှိတယ်ဆိုရင်ဒါကကိုက Pleiadian Star Seed တယောက်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကဲ Pleiadian Star Seed ကဘာ message တွေပေးမလဲပေါ့နော်Oh, awakening. Oh my god, energetic upgrade, a new way of being integration. Okay. အဲ့တော့နော်ဒီ Pleiadian Star Seed တွေဟာဒီကမ္ဘာမြေပေါ်ရောက်နေတဲ့ Pleiadian Star Seed တွေဟာအခုချိန်မှာနော်ကိုယ့်ရဲ့ energy က upgrade ဖြစ်နေတယ်เนาะဒီမှာဆိုလို့ရှိရင် spiritual awakening ကိုအခုလက်ရှိမှာကြုံနေရပါတယ်ဆိုတာမျိုးလေးကိုတွေ့ရတယ်အဲ့တော့ဒီမှာတော့အခုလက်ရှိမှာရင်ကိုပဲ spiritual awakening တွေကကြုံနေရပြီးဒီလို energy upgrade တွေရှိတယ်ဆိုတာကိုအရင်ဆုံးသတိပေးတယ်ပေါ့เนาะဒါမျိုးလေးဒီမှာတွေ့ရတယ်เนาะဒီမှာဒီပြောမယ်ဆိုဒီ Pleiadian Star Seed တွေအနေနဲ့ကကြတော့ဒီမှာနည်းနည်းအဲ့လိုကြီးမားတဲ့ awakening တစ်ခုကိုကြော်ဖြတ်နေရတယ်ဆိုတာမျိုးလေးကိုတွေ့ရတယ်ပေါ့เนาะအဲ့တော့ဆက်ပြီးတော့ကြည့်ကြမယ် energy ကအဲ့လိုအကြီးလုံးဝအဲ့လိုအကြီးကိုခံစားမိ awakening အကြီးတစ်ခုကိုပေါ့နော်အဲ့လိုပုံစံမျိုးခံစားမိတယ်နော်ဒီမှာဆိုကိုယ့်ရဲ့ soul level ကို upgrade လုပ်ဖို့အတွက်သင်ခန်းစာတွေ awakening တွေရှိနေတယ်boundaries တဲ့နော် okay နော် boundaries တွေထားဖို့လိုဟုတ်တယ်သူတို့ကလေနောက်တစ်ခုဘာဖြစ်နိုင်လဲဆို people pleaser တွေဖြစ်တတ်တယ်သိလားသူများတွေရဲ့ဟိုကိုမငင်းနိုင်ပဲနဲ့ကုညီခြင်းနဲ့စိတ်အဲ့လို people pleasing လုပ်တတ်တဲ့စိတ်တွေရှိတတ်တယ်အဲ့လို boundary တွေစီးတွေပေါင်းနေထားရတဲ့အရာမျိုးတွေမှာမလုံနိုင်တာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့လိုမျိုးမလုံနိုင်တဲ့အခါကျတော့ကိုယ့်ရဲ့ energy တွေကအရန်ကုန်တယ်အရန်ဟိုအားအင်းနေကုန်တယ်နော် people pleasing လုပ်နေရတာဖြစ်တဲ့အတွက်ကိုမလုံချင်တဲ့အရာကိုလည်းအင်းဆိုပြီးလုပ်နေရတာမျိုးတွေနော်အဲ့လိုမျိုးတွေကြောင့်ကိုဟာစိတ်ပင်ပန်းနေရတယ်ဆိုတာမျိုးကိုတွေ့ရတယ်နော်အဲ့အတွက်ဒီမှာဆိုလို့ရှိရင်ကို boundaries တွေကောင်းကောင်းချပါတဲ့เนาะစီးတွေထားဖို့လိုအပ်တယ်စီးတွေထားဖို့လိုအပ်တယ်ဘယ်အရာတွေကိုစီးထားမှလဲเนาะကိုယ့်ရဲ့ energy ကိုကာကွယ်ဖို့အတွက်ကိုဟာစီးထားဖို့လိုအပ်နေတယ်ဆိုတာမျိုးလေးကိုဒီမှာတွေ့ရတယ်အဲ့တော့ဒီမှာရနေတဲ့ awakening ကလေဒါဘယ်လိုပြောမလဲဒီ boundaries နဲ့ပတ်သက်ပြီးတော့ awakening ရနေတာပေါ့เนาะ boundary ဒီစီးတွေနော်ကိုကာကွယ်ဖို့အတွက်ကိုကစီးတွေမထားတဲ့အခါကျတော့လူတွေကစီးကြော်ကြတယ်နော်အဲ့စီးကြော်တဲ့အခါမှာကိုဟာအဲ့လိုစီးကြော်တာတွေခံရတယ်ကိုမလုပ်ပေးချင်တဲ့အရာတွေကိုလုပ်ပေးနေရတယ်အဲ့ဒါတွေကိုတီးခံပြီးနေရင်းနဲ့အခုချိန်မှာလုံးဝတီးမခံနိုင်တော့ဘူးဆိုတဲ့ခံစားချက်မျိုးပေါ့နော်တော်ပြီငါတီးမခံနိုင်အောင်ငါ boundaries တွေငါစီးတွေကိုငါကိုယ်ပိုင်တတ်မှတ်မယ်ဆိုတဲ့အဲ့လို energy မျိုးနဲ့ကိုဟာ awakening ဖြစ်သွားတယ်အဲ့ချိန်မှာ awakening ဖြစ်သွားတယ်သိလားအဲ့လိုပုံစံမျိုးလေးကိုဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ boundaries တွေချတဲ့နေရာမှာငကိုတွေကဒီလူတွေက boundary ချတဲ့နေရာမှာအရန် challenging ဖြစ်တယ် boundary ချတာကသူတို့အတွက်စိန်ခေါ်မှုတစ်ခုလိုပဲပေါ့နော်အဲ့အတွက်ကိုဒါနည်းနည်းလေးခက်ခဲနိုင်နေပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာမလုပ်လို့ကမရတော့ဘူး boundary တွေစီးတွေမချဘူးဆိုလို့ရှိရင်ကိုကအရန်ပင်ပန်းပြီးတော့မှချုပ်တီးနေရတယ်မလုပ်ပေးချင်တဲ့အရာတွေလည်းလှုပ်ပေးနေရတယ်အဲ့လိုပုံစံမျိုးလေးတွေဒါရှိနေတယ်ပေါ့နော်အဲ့တော့အခုချိန်မှာဘယ်လို boundaries တွေကိုချတင်လဲဘယ်နေရာတွေမှာငါမထိခိုက်အောင်လို့ကိုမထိခိုက်ဘဲနဲ့သူများတွေကိုကူညီလို့ရတယ်သိလားကိုသူများတွေရဲ့ဟိုဘယ်လိုပြောမလဲကိုထိခိုက်ခံစရာမလိုဘူးပေါ့နော်ကိုထိခိုက်ခံစရာမလိုဘဲနဲ့အဆင်ပြေအောင်နေလို့ရတဲ့နည်းလမ်းတွေရှိတယ်ပေါ့နော်အဲ့တော့ကိုထိခိုက်ခံပြီးတော့မှအဆင်ပြေမယ်ဆိုလို့ရှိရင်တော့ဒီ relationship တွေကပြောမယ်ဆိုကိုတော့မစစ်မှန်တဲ့ဟာတွေလည်းဒါဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုအခြေအနေဘယ်လို relationship မှာမဆို boundary ဆိုတာလိုအပ်တယ်အလုံးမှာပဲဖြစ်ဖြစ်မိသားစုရေးမှာပဲဖြစ်ဖြစ်နော်ဒီ romantic relationship တွေမှာပဲဖြစ်ဖြစ်တငယ်ချင်းဆက်ဆံရေးတွေမှာပဲဖြစ်ဖြစ်လုပ်ဖို့ကင်ပတ်တွေဆက်ဆံရေးတွေမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်စီးပေါင်ဆိုတာကလိုအပ်တယ်စီးပေါင်ဆိုတာလိုအပ်တယ်ပေါ့နော်အဲ့တော့ကိုကလည်းသူများရဲ့စီးကိုတော့မကြော်ရဘူးကိုကလည်းသူများရဲ့ boundaries ချထားရဆိုရင် respect ပေးရမှာဖြစ်တယ်လို့ကိုယ့်ရဲ့ boundaries ကိုလည်း respect ပေးကြတဲ့သူတွေနဲ့ပဲကိုဟာနေသင့်တယ်ဆိုတာမျိုးလေးတွေ့ရတယ်ပေါ့နော်ဥပမာကိုက boundary ချလိုက်ပြီး boundary ချလိုက်တဲ့ဥစ္စာကိုကို boundary ချလိုက်လို့ကိုစီးချလိုက်လို့เนาะကိုစီးထားလိုက်လို့စိတ်ဆိုးတယ်
အစင်မပြေဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါဟာကိုယ့်အတွက်စစ်မှန်တဲ့ connection မဟုတ်လို့ပဲဒါမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့အခုလက်ရှိမှာကိုကာကွယ်ဖို့ကိုယ့်ရဲ့ energy ကိုကာကွယ်ဖို့အတွက်ဘလို့ boundaries တွေဘယ်နေရာတွေမှာဘလို့စီးတွေထားတင်လဲဆိုတာကိုကိုယ့်အနေနဲ့ကတေချာလေးလှုပ်တင်နေတဲ့အချိန်ဖြစ်ပါတယ်တဲ့เนาะဒါမျိုးလေးကိုဒီမှာတွေ့ရတယ် okay အဲ့တော့ဆက်ပြီးတော့ကြည့်ကြမယ်ပေါ့နော်okay rate of passage crossing okay အဲ့တော့ဒီမှာဆိုလို့ရှိရင်เนาะတော်တော်ဒီပိုင်ရလူတွေကလေတော်တော်လေးဖြတ်ကျော်နေရတယ်ဒီမှာဆို awakening moment တွေလည်းရှိနေသလိုမျိုး dark night of the soul တွေလို့လည်းကိုယ်ကခံစားနေရတာမျိုးလေးတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့ဘဝရဲ့အမှောင်မိုင်ဆုံးနေရတယ် dark night of the soul တွေကိုဟာဖြတ်ကျော်နေရတယ်ဒါပေမဲ့အဲ့ဟာကပြီးသွားတော့မှသိလားနော် awakening ကလည်း awakening ကတော့ဒီမှာတော့မပြီးနိုင်လောက်သေးဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဒီ dark night of the soul ကတော့ကိုဟာပြီးတော့မယ်ဆိုတာမျိုးလေးကိုတွေ့ရတယ်အဲ့တော့ပြောမယ်ဆိုအမှောင်ထဲကနေပြီးတော့မှကိုဟာရှောင်ရင်းနဲ့အလင်းတနေရာကိုတွေ့တော့မယ်ဆိုတဲ့ message လေးပေါ့နော်ဒီလိုပုံစံမျိုးလေးကိုလည်းဒီမှာခန်းစားမိအဲ့ဒါဒီမှာလေးဒီမှာမွေလေးတွေ့လားတကယ်တော့ဒီမှာမြင်ရလားမသိဘူးဒီမှာတွေ့လားမွေတွေ့လားအဲ့ဒါဒီကဟိုဟာလေကင်မရာကတိတ်ပြီးတော့ဟိုဟာမဖြစ်လို့မကြည့်ဒီမှာတွေ့လားမွေတွေအများကြီးပဲတွေ့လားနော် energy guide တယ်နော် energy guide တယ်အဲ့တော့ပြောမယ်ဆိုရင်အခုချိန်မှာကိုဟာဒီမှောင်မိုက်ဆုံးနေရာတစ်ခုကိုကြော်ဖြတ်နေရတယ်ဒါပေမဲ့အဲ့ကြော်ဖြတ်မှုဟာနော်အဲ့ကြော်ဖြတ်မှုဟာမကြခင်မှာပြီးဆုံးသွားတော့မယ်အခုချိန်မှာကိုကအရန်ခက်ခဲတွေကိုကြုံနေရတယ်เนาะအစစ်မပြေမှုတွေအရန်များနေတယ်ဆိုလို့ရှိရင်တဲ့အဲ့ຢာတွေကတဖြည်းဖြည်းနဲ့အဆင်ပြေလာဖို့ရှိတာမို့လို့အာမလျှော့ပါနဲ့ဆိုရဲအားပေးစကားလေးကိုလည်းပေးထားတယ်အဓိကဘာလို့ရမှာလဲဆိုတော့ boundaries တွေเนาะစီးတွေဘောင်တွေကိုကတတ်မတ်နဲ့ချတတ်ဖို့လိုအပ်တယ် healthy boundaries တွေပေါ့เนาะအတ္တနဲ့အခြေခံတဲ့ boundaries တွေတော့မဟုတ်ဘူးပေါ့သိလားဘယ်လိုပြောမလဲခုနကပြောလိုက်တာလေ healthy boundary တွေเนาะဒီ healthy ဖြစ်တဲ့ကျန်းမာတဲ့ boundaries တွေကိုကိုဟာဘယ်လိုချရမလဲကိုယ့်ရဲ့ energy ကိုဘယ်လိုကာကွယ်ရမလဲကိုမထိခိုက်ဘဲနဲ့ကိုအထိခိုက်မခံဘဲနဲ့တခြားသူတွေကိုဘယ်လိုကိုညီပေးရမလဲတခြားသူတွေနဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲဒါတွေကိုအခုချိန်မှာကိုဟာလှုပ်ဖို့လိုအပ်နေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့เนาะဒါမျိုးလေးကိုဒီမှာတွေ့ရပါတယ်အဲ့တော့စိတ်တမကြပါနဲ့ဒီလိုတွေနေနေပေါ့เนาะဒီကိုရဲ့ဒီမှောင်မိုက်နေတဲ့အခြေအနေတွေဘာလို့လောက်ရမလဲမသိဘူးဆိုတဲ့အရာတွေเนาะအဲ့ဒါတွေကတဖြည်းဖြည်းနဲ့အဆင်ပြေလာဖို့ရှိတယ်ကိုကအလင်းနဲ့ကိုပြန်ရောက်လာဖို့ရှိတယ်ဆိုတဲ့ message လေးပေါ့เนาะဒါမျိုးလေးတွေ့ပါတယ်